မော်လိုက်ကျင်းမိသားဆိုတွေနှစ်တစ်ကိုဂျိုတဲ့ညဖြစ်ပါတယ်ဟမ်လဲဂျာဆန်ချက်စားတယ်ကောင်းလားကောင်းတယ်ဘလို့လဲကောင်းလားဘယ်နှခွဲစားပြီလဲဟမ်စားထက်စားဟောမှာထက်စားကြထက်စားကြဘလို့လဲကောင်းလားစားမြတ်ဘူးကြီးရတယ်ဘယ်နှခွဲစားပြီလဲဒီခွဲကတော့စားရတယ်ဟာလားဒါခောက်ပုတ်ထောင်းတဲ့အဖွဲဖြစ်ပါတယ်အရှင်ညအရှိလည်းမညအလုံးမကြောခိုင်ဆွေအိုးအဇာမဇာအရန်တော်တဲ့လူတွေဖြစ်ပါတယ်ဘာလဲရှိဘူးမပါမဖြစ်မပါမဖြစ်မပါမဖြစ်ဒီเอ้ยချတယ်ဒီမှာเอ้ยခပ်ပုတ်မော်လိုက်ကျင်း2019ရဲ့နောက်ဆုံးညဖြစ်ပါတယ်ထည့်ပေးတယ်ဒီပဲကြည့်မယ်ဟောတယောက်နှစ်ခွဲစားပြီးပြီဒီမှာတစ်ခွဲပဲစားသေးတယ်